ဒီနေ့မှာကျွန်တော်ဘာကိုအဓိကဝင်ငှသွားခြင်းလဲဆိုတော့တစ်ပေခန်းကြီးနှစ်အငယ်90ရာအကြောင်းအရာလေးကိုကျွန်တော်ဝင်ငှသွားခြင်းအားလုံးနဲ့သိထားပြီးသားရဖြစ်တယ်ပေခန်းကြီးနှစ်အငယ်90မှာသင်တို့မူကားမှောင်မိုက်ထဲမှာအံ့ဘွယ်သောအလင်းတော်ထဲသို့ခေါ်သွင်းတော်မူသောသူ၏ဂုဏ်ကျေးဇူးများကိုဖော်ပြစေခြင်းကရွေးချယ်တော်မူသောအမျိုးဖြစ်ကြ၏မင်းစည်းစိမ်ရှိသောယေဘရဟိတ်အမျိုးတန့်ရှင်းသောလူမျိုးပိုင်ထိုက်သောအပေါင်းအသင်းဖြစ်ကြ၏မင်းစည်းစိမ်ရှိသောယေဘရဟိတ်မျိုးကြောင့်ဒီမနက်မှာကျွန်တော်ပြောချင်တယ်မင်းစည်းစိမ်ရှိတဲ့ယေဘရဟိတ်မျိုးဖခင်ကတင့်ကိုမင်းစည်းစိမ်ရှိတဲ့ယေဘရဟိတ်မင်းမျိုးလို့ပြောရင်တင့်ကိုဖခင်က right ပဲပေးလိုက်တာမဟုတ် responsibility ပါပေးလိုက်တယ်ဆိုတာနားလည်ဖို့လိုတယ်ဖခင်ကအမြဲတမ်းတင့်ကိုလုတ်ပိုင်ခွင့်ပေးရင်အမြဲတမ်းတာဝန်ပါပေးတဲ့ဖခင်ဖြစ်တယ်ကျွန်တော်တို့ကနေဒါကိုသွားတဲ့အခါမှာကနေဒါနိုင်ငံသားဖြစ်ခံယူတော့မဲ့အခါမှာသူတို့ကနေပြီးတော့မှအုပ်လုတ်ခိုင်းတယ်သူတစ္ဆာဆိုခိုင်းတယ်အဲ့ဒီအခါမှာသူတို့ရဲ့ right and responsibility ကိုတခါတည်းကျွန်တော်တို့ဝန်ခံရတယ်ဖခင်နိုင်ငံသားတယောက်ဖြစ်လာပြီဆိုရင်ဖခင်ပေးတဲ့ right ရှိတယ်အဲ့ဒါပါဆိုတော့မင်းတို့ကမင်းစည်းစိမ်ရှိတဲ့ယေဘရဟိတ်အမျိုးတဲ့ very good ကျွန်တော်အော်တချင်းတွေပါဆိုတာငါတို့ကမင်းစည်းစိမ်ရှိတဲ့ယေဘရဟိတ်မျိုးဒါပေမဲ့ဘာမသိဘူးလဲဆိုတော့မင်းစည်းစိမ်ရှိတဲ့ယေဘရဟိတ်မျိုးမှာဖခင်ပေးထားတဲ့တာဝန်ရှိတယ်အဲ့ဒီတာဝန်ကိုသဘောပေါက်သွားဖို့လိုတယ်ဥပမာသင်ကိုအစိုးရကခန့်အပ်လိုက်ပြီဆိုရင်ခန့်အပ်လိုက်တာနဲ့အမျှသူ့ဘာသာသူဒီတိုင်းအိမ်မှာနေရင်တော့ရိုးရိုးတန်းတန်းလူပဲဒါပေမဲ့ခန့်အပ်ခြင်းခံရရင် तू ယုံသွားပြီဆိုတာနဲ့ तू ကအဲ့ဒီခန့်အပ်ခြင်းခံရတဲ့ तू ကသူ့ရဲ့ uniform ကိုဝတ်ရတယ်ဥပမာကျွန်တော်တို့အိမ်သားမှာရှိတယ်အခု police officer ရဲရှိတယ်ရဲအရာရှိတယောက်ရှိတယ်အဲ့ဒီရဲရရှိဟာသူ့ဘာသာသူ့သားလေးနဲ့ညနေလမ်းစင်းရှောက်နေရင်သူ့ကိုကြည့်ရင်ဘာရုပ်မှမပေါက်ဘူးပြောချင်တာရိုးရိုးတန်းတန်းလူပဲဒါပေမဲ့အဲတွိုင်းလာရင်းနဲ့ကျွန်တော်လည်းတွေ့တဲ့ခါမှာစวัสดีครับဘာညာဝနာဘာညာရှောက်နှုတ်ဆက်တယ်ဒါပေမဲ့ तू ကမနက်ပိုင်းဆိုရင် तू ယုံသွားတော့မယ်ဆို तू က uniform ဝတ်လိုက်ပြီuniform ဝတ်လိုက်ပြီဆိုတာနဲ့သူ့ခင်းနေပြီမဲ့သူ့ရှိန်သွားတယ်သူကလည်းအမှဝတ်လိုက်ပြီဆိုတာနဲ့သူ့ရုပ်ကတစ်မျိုးဖြစ်သွားတယ်လို့ခံစားရတယ်ဟိုတော့ညနေဘက်လမ်းစင်းလျှောက်တဲ့ရုပ်နဲ့ uniform ဝတ်လိုက်တဲ့ရုပ်ကမတူတော့ဘူးသူကအမှဒီနဲ့နှုတ်ဆိုင်လဲပုံစံတစ်မျိုးပြောင်းသွားတယ်ဆိုအဲ့မှာချက်ချင်းကြော်နားလဲလိုက်တာဟုတ်တယ်ကျွန်တော်ကိုယ်တိုင်စိတ်ပြောင်းသွားတယ်ဒီလူကစွတ်ကြယ်လေးနဲ့ရှောက်သွားတဲ့အချိန်တော့ကျွန်တော်သူ့ကိုအစေးပဲဒါပေမဲ့သူကမနက်ပိုင်း uniform ဝတ်လိုက်ပြီဆိုတာနဲ့ကျွန်တော်ကသူ့ဟိုတော့လေရဲမှန်းသိပေမဲ့အခု uniform ဝတ်လိုက်တဲ့အပွင့်နေပိုင်းနဲ့ဆိုကျွန်တော်နည်းနည်းရှိန်သွားတယ်ဗျသူကလည်းအဲ့ဒီပုံစံနဲ့သူသွားတယ်ဆိုကျွန်တော်အမှချက်ချင်းပါရလဲဆိုဖခင်ကမင်းစည်းစိမ်ရှိတဲ့ယေဘရဟိတ်မျိုးလို့ပြောလိုက်ပြီဆိုတာနဲ့တင်သဘောပေါက်မှာကတင်ကယေဘရဟိတ်ဝတ်စုံဝတ်ထားတဲ့သူဖြစ်တယ်ဆိုတာတင်သဘောပေါက်ဖို့အရေးကြီးတယ်ဆိုယေဘရဟိတ်မင်းစည်းစိမ်ရှိတဲ့ယေဘရဟိတ်လို့ပြောလာရင်အဲ့ဒီယေဘရဟိတ်ကနံပါတ်1ဘာလို့မလဲဆို uniform ကိုဝတ်ရမယ်ယေဘရဟိတ်လို့ပြောတယ်လေယေဘရဟိတ်ကဒီတိုင်းသွားပြီးတော့မှဝတ်ရုံဝတ်လို့မရအောင်ဒါဆိုတော့ယေဘရဟိတ်ရဲ့ဝိယုံကိုတတ်ဖခင်ကချုပ်ပေးရတယ်အဲ့ဒီမှာဘာရှိလဲဆိုတော့အဲ့ဒီယေဘရဟိတ်မင်းမှာဘာရှိလဲဆိုတော့ bell သူ့ရဲ့ ringing bell လေးတွေရှိတယ်နော်ဆွဲလဲလေးတွေခေါင်းလောင်းလေးတွေဆိုပါစို့ခေါင်းလောင်း9ခုရှိတယ်ဖျားရှင်ကျွန်တော်မေးတဲ့ခါမှာဖျားဖော်ပြတဲ့အရာတော့ဘာလဲဆိုတော့အဲ့ဒါဝိညာဉ်အသီး9မျိုးပဲယေရှုခရစ်တော်အားဖြင့်ကျွန်တော်တို့ကဝိညာဉ်စုကျေးဇူးတွေဝိညာဉ်အသီးနဲ့ပြေဝတော်သူတွေဖြစ်တယ်ခရစ်တော်အားဖြင့်အဲ့ဒီအသီးတွေရှိတယ်ဆိုတာသင်သဘောပေါက်ဖို့အရေးကြီးတယ်အဲ့ဒါ practice လုပ်ဖို့ပဲအရေးကြီးတယ်
တင်စူးစမ်းပြီးတော့ရှိအောင်လုပ်တာထက်ယေရှုအဖြစ်ရှိတယ်ဆိုတာသဘောပေါက်ဖို့အင်မတန်အရေးကြီးတယ်ကျေးဇူးတော်ချီးမွမ်းတတ်ဖို့အင်မတန်အရေးကြီးတယ်စူးစမ်းနေတဲ့အရာကဘယ်တော့မှတင့်ကိုမအောင်မြင်စေဘူးဟိုမှာအောင်မြင်အောင်တင်စူးစမ်းတစ်သက်လုံးမအောင်မြင်ဘူးဒါပေမဲ့အောင်မြင်သောသူဖြစ်တယ်ဆိုတာကိုယ့်ကိုယ်သဘောပေါက်ပြီးတော့အောင်မြင်သူလို့နေထိုင်သွားလာပြောဆိုလှုပ်ဆောင်တတ်ရင်တင်းရဲ့အောင်မြင်ခြင်းရှေ့တလှမ်းမှာပဲရှိနေတယ်ဆိုတာသင်နားလည်ရတယ်တခါလေမှာကိုယ့်ရဲ့ဖြစ်ချင်းကိုမသိတဲ့အရာကကိုယ့်ရဲ့ဖြစ်ချင်းအမှောင်မဖော်ထုတ်နိုင်မှုဖြစ်နေတယ်ဒါကြောင့်ဒီနေ့ဖခင်ကတင့်ကိုပြောပြီးတင်ကမင်းစည်းစိမ်ရှိသောယေဘရဟိအမျိုးတဲ့ဆိုနံပါတ်1နေနဲ့မင်းစည်းစိမ်ရှိတဲ့ယေဘရဟိရဲ့တာဝန်ကဘာလဲဆိုနံပါတ်1ဖခင်ကိုရစ်ပူဇော်ဖို့ဖြစ်တယ်အားလုံးကျွန်တော်နားလည်စေချင်တယ်ဖခင်ကိုရစ်ပူဇော်ရတဲ့အလောက်ကယေဘရဟိရဲ့အလောက်ဖြစ်တယ်ဆိုကျွန်တော်တို့ရဲ့အလောက်ကဖခင်ကမင်းစည်းစိမ်ရှိတဲ့ယေဘရဟိမျိုးလို့ပြောလာရင်တင်သိရမယ့်အရာကတင်ရစ်ပူဇော်တဲ့လုပ်ငန်းတင်လုပ်ရမယ်နံပါတ်1ကျွန်တော်တို့ဖခင်က right and responsibility ပေးလိုက်တယ်အဲ့ဒါတော့ဘာလဲဆိုတော့သင်ကယေဘရဟိမင်းဖြစ်တယ်တဲ့ဘယ်လောက်ဝမ်းမြောက်စရာကောင်းလဲယေဘရဟိမျိုးဖြစ်တယ်တဲ့ယူဒနာယေဘရဟိမျိုးတော်မှာမဟုတ်မင်းစည်းစိမ်ရှိတဲ့ယေဘရဟိအမျိုးဟာလေလုယာဟာလေလုယာသိမချောဟာလေလုယာမင်းစည်းစိမ်ရှိတဲ့ယေဘရဟိအမျိုးဖြစ်တယ်ဒါကြောင့်ကျွန်တော်ကကြွယ်ဝချင်းကြောင့်လကားပြောတာမို့ကျွန်တော်တို့ကယေဘရဟိမျိုးပဲမို့မင်းစည်းစိမ်ရှိတဲ့ယေဘရဟိအမျိုးဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ရဲ့အသက်တာနဲ့ဆင်းရဲခြင်းနဲ့ဘာမှဆိုင်ဘူးဆိုတာသင်ကိုနားလည်စေချင်တယ်အာမင်ကျွန်တော်မိတ်ဆွေတယောက်စကားပြောတယ်ကျွန်တော်အခုမီလီနာတွေအများကြီးနဲ့ကျွန်တော်လုပ်တယ်နော်မင်းမီလီနာဖြစ်အောင်မင်းအဓိကအရေးကြီးတဲ့အချက်ဘယ်နှချက်ရှိလဲကွာဆိုတော့3ချက်ပဲတဲ့ number 1ပါလေ change your mind နဲ့မင်းအတွေးခေါ်မင်းပြင်လိုက်မဖြစ်နိုင်တဲ့အရာတွေဖြစ်စေတဲ့ဖခင်ရှိတယ် change your mind number 2 occupy only quality people လူတိုင်းနဲ့မင်းရှောက်မပေါင်းနဲ့မင်းအချိန်ကုန်နဲ့မင်းဖြစ်ချင်တယ်လည်းဖြစ်လာမှာမဟုတ် occupy only quality people number 3 develop your communication skills ဒီ3ခုမင်းကောင်းကောင်းနားလည်တယ်ဆိုရင်မင်းရဲ့ life ကတနေ့နဲ့တနေ့မတူစီရဘူးမင်းအောင်မြင်လာလိမ့်မယ်တဲ့ very good ကျွန်တော်လက်ခံနေတာဆိုကျွန်တော်တို့တော့ယုံကြည်သူများဘယ်တော့ပြောချင်တာတော့ change your mind ကျွန်တော်တို့ရဲ့ mindset တွေပြင်ဖို့အင်မတန်အရေးကြီးတယ်ကိုယ့်ရဲ့လက်ရှိအခြေအနေလေးကိုကြည့်ပြီးတော့မှမလုံနိုင်တဲ့တော့ဘယ်တော့မှလုံနိုင်မှာမဟုတ်ဘူးကျွန်တော် target ထားတယ်ကျွန်တော် target ထားတဲ့ကျွန်တော်ဖြစ်အောင်လုပ်တယ်ဘယ်နှစ်မှာကျွန်တော်ဒါကိုပြီးအောင်လုပ်မယ်အဲ့ဒါဆိုရင်ပြီးအောင်လုပ်မယ်ဆိုတော့ယူပါယုံနဲ့ရှိပြီးတော့မှဘာလို့မပြီးကြလဲဆိုတော့အဲ့အတွက်ပြင်ဆင်မှုအားနည်းလို့ that's it နောက်နှစ်မှာကျွန်တော်ဘာဖြစ်ရမလဲနောက်3နှစ်မှာဘာဖြစ်ရမလဲကျွန်တော်အကုန် set လုပ်ထားတယ်ကျွန်တော် set goal လုပ်ထားတယ်အဲ့ဒီဟာကိုကျွန်တော်ရောက်အောင်သွားဖို့ကျွန်တော်ဘာလို့ဆိုတော့ပြင်ဆင်မှုတွေကျွန်တော်ပြန်လုပ်တယ် preparation အဲ့ပြင်ဆင်မှုအရေးကြီးဆုံးပါလဲအချိန်မဖြုံးခြင်းပဲတရက်ငါလုပ်ရမယ့် target ငါရဲ့ daily routine ငါရအောင်တိဆောက်ပြီးတော့မှအဲ့ daily routine ကိုမပြတ်အောင်ငါလုပ်သွားမယ်ဆိုငါအချိန်မဖြုံးတဲ့အတွက်ကြောင့်ငါအချိန်တန်တဲ့ခါမှာအဲ့နှစ်မှာငါရောက်မယ်ပန်းနိုင်ငါရောက်မယ်ဆိုတာသိနေတယ်လူတွေကအရန်တော့ပန်းနိုင်ရောက်ရှင်တယ်ဒါပေမဲ့အဲ့အတွက် daily routine မတိဆောက်ဘူးအချိန်ကိုအလဟတအချိန်ဖြုံးလိုက်ကြတယ်အဲ့ဒါတင်းရှုံးနေခြင်းပြန်ဖြစ်စေတယ်ဆိုတော့ဖခင်ကတင့်ကိုမင်းစည်းစိမ်ရှိတဲ့ယေဘရဟိအမျိုးလို့ပြောတဲ့အတွက်ကြောင့်တင်းကနေနေရလူလုံးဝမဟုတ်ဘူးတင်းဘာသာတောမှာပဲအမှုတော်ဆောင်မြို့မှာပဲအမှုတော်ဆောင်ကြိုက်တဲ့နေရာမှာအမှုတော်ဆောင်တင်းရဲ့ mindset ကမင်းစည်းစိမ်ရှိတဲ့ယေဘရဟိအမျိုးဖြစ်တယ်ဆိုတာတင်းကောင်းကောင်းသဘောပေါက်သွားရင်ဘယ်အရာကမှတောမှာနေသည်ဖြစ်စေမြို့မှာနေသည်ဖြစ်စေတင်းဒီမင်္ဂလာရှိတော်သူဖြစ်လိမ့်မယ်ဘုရားခင်ဘုန်းတော်ထင်ရှားသူဖြစ်လိမ့်မယ်အဲ့ဒီမြို့ကတင်းအားအဲ့ဒီတောကတင်းအပြင်မြို့ဖြစ်ရတဲ့ခွင့်ဘုရားရှင်ပြင်ဆင်ပေးလိမ့်မယ်အဲ့ဒီနေရာလမ်းမရှိတော့မှတင်းအပြင်လမ်းနေဖြစ်လိမ့်မယ်အဲ့ဒီနေရာတောဖြစ်တော့မှတင်းကိုဘုရားကဟလာဥယျင်ခြံကြီးဖြစ်ရတဲ့ခွင့်ဘုရားခင်ပြင်ဆင်ပေးလိမ့်မယ်ကျွန်တော်ယုံကြည်တယ်ကျွန်တော်ဖျားသားသမီးတွေရောက်တဲ့နေရာမှာတိုးပွားနေရမယ်ဟိုတော့က2တန်းလောက်ပဲရှိတယ်အခုကျွန်တော်ရှေ့ရမြေခွက်လေတန်း20နဲ့လာခေါ်တယ်ဈေးကြီးသွားပြီအခု2တန်းမဲ့အရှိရမြေခွက်လေးရဒါပေမဲ့အခုတန်း20နဲ့လာခေါ်တယ်ဈေးတွေတက်ကုန်ပြီကျွန်တော်နားမှာပြီးတော့မှဘာလုပ်ပလဲကျွန်တော်ရောက်တာနဲ့ဘာဖြစ်သွားလဲကက်တရာတွေအကုန်လုံးခင်းချပလိုက်ကျွန်တော်လမ်းတောက်လျှောက်အစိုးရစီမံကိန်းနဲ့အကုန်ခင်းချပလိုက်ဆိုတော့ကျွန်တော်ဘာယုံကြည်ထားလဲကျွန်တော်ရှိတဲ့နေရာကောင်းကြီးဖြစ်ရမယ်ကျွန်တော်သိမကြောက်ကျွန်တော်ရှိတဲ့နေရာကောင်းကြီးဖြစ်ရမယ်ကျွန်တော်တို့အားဖြင့်ပဲကောင်းကြီးဖြစ်တာမဟုတ်ကျွန်တော်တို့ရှိတဲ့နေရာဟာအဲ့ဒီနိုင်ငံတွေမြို့တွေကကျွန်တော်အားဖြင့်ကောင်းကြီးဖြစ်ရမယ်အာမင်ကျွန်တော်မှာ foundation ရှိတယ်
အဲ့ဒီ foundation လှုပ်ရှားတဲ့ foundation မဟုတ်ဘူးကျွန်တော်တကယ်ကိုအစိုးရပြန်ပေးတဲ့ foundation တကယ်ကိုအလွတ်လွတ်တဲ့ foundation ကျွန်တော်လင်ကွင်းမှာဘာလို့လဲအဲကွန်းလို့လားလင်ကွင်းမှာဘာလို့လဲရေကတက်တာလို့လားအမဘာလို့လဲဗျာ you name it ကျွန်တော်လင်ကွင်းနဲ့ပတ်သက်တယ်ဘာလို့ကျွန်တော်အခုလင်ကွင်းအခု immigration ဘိုင်းကိုကျွန်တော်ကူညီဖို့ပြင်ဆင်တဲ့လူတယောက်လင်ကွင်းကိုလာကူညီမဲ့လူတယောက်ပြီးတော့မှရဲဌာနတွေကိုကူညီတဲ့လုပ်ငန်းတွေကျွန်တော်စတင်မှာလှုပ်ဆောင်ပေးနေတဲ့အတွက်ကြောင့်ကျွန်တော် foundation တေချာလုပ်တယ်ကျွန်တော်တို့အားဖြင့်ဒီနိုင်ငံကောင်းကြီးဖြစ်ကိုဖြစ်ရမယ်ဆိုတော့ဝန်ခံခြင်းကတကယ်ဖြစ်လာတယ်တင်အားဖြင့်ဒီနိုင်ငံကောင်းကြီးဖြစ်ရမယ်အာမင်သိမကြောက်တင်အားဖြင့်ဒီနိုင်ငံကောင်းကြီးဖြစ်ရမယ်အာမင်ဟာလေလုယာမြန်မာပြည်သားတွေအားဖြင့်ဒီနိုင်ငံကောင်းကြီးဖြစ်ရမယ်ကျွန်တော်ယုံကြည်တယ်အာမင်မြန်မာပြည်သားတွေကိုပြန်ကြည့်တော့မှမြန်မာပြည်သားတွေထဲမှာတော့မှဒီခရိယန်တွေကထူးကိုထူးခြားတယ်လို့ဒီအစိုးရကပြန်တော့မှအသက်တွေပြုတ်ရတဲ့အထိဖခင်ကောင်းကြီးပေးမယ်ဆိုတာဘယ်နှယောက်ယုံကြည်ပါသလဲအာမင်ဒီစီဇန်ရှိတဲ့ယေဘရဟိမင်းရဲ့နံပါတ်1နေချင်းတော့နေလို့မရအောင်သူ့ရဲ့ဝတ်ယုံကဝတ်ချင်တိုင်းဝတ်လို့မရအောင်သူ့ရဲ့အဝတ်ရှိတယ်ဒီနေ့ယေရှုတော်ကြောင့်ယေရှုခရစ်တော်ကိုယူတင်ဝတ်ဆောင်တဲ့အခွင့်ကိုဖခင်တော်ကိုပြင်ဆင်ပေးတယ်ဖြောင့်မတ်သောဝတ်ယုံကိုဝတ်ရတဲ့အခွင့်ကိုယေရှုအဖြစ်ကျွန်တော်ရတယ်ဖခင်နာမဘုန်းကြီးပါစေအာမင်ဒါအဲ့ဒီဝတ်ယုံမရှိရင်ကျွန်တော်တို့ကအဲ့ဒီရစ်ပလင်ထဲကိုကျွန်တော် holy of holy ဟာလားတန်ရှင်းရအလွန်တန်ရှင်းရဌာနထဲကိုဝင်ခွင့်မရှိဘူးအဲ့ဒီဝတ်ယုံမရှိရင်ဝင်ရင်သိမှာပဲဒါပေမဲ့ယေရှုတော်ကြောင့်ယေရှုခရစ်တော်အားဖြင့်ဖြောင့်မတ်ခြင်းဝတ်ယုံဝတ်ခွင့်ရတော့ကြောင့်ကျွန်တော်တို့ဘုရားခင်ရှေ့မှာဘာဖြစ်လဲအစီတာမရှိဘဲနဲ့ဝင်ရတဲ့ခွင့်ကိုရသွားပြီအာမင်ကျွန်တော်ပြောနေတဲ့အရာဆိုလို့ရင်တင်းတော့မချခင်ရလာတော့မယ်ဒီဟာလေးကိုသဘောပေါက်မှဒီ concept လေးသဘောပေါက်မှပဲတင်းတို့ကျွန်တော်ပြောမဲ့ target ကိုတင်းတို့သဘောပေါက်သွားမှာဖြစ်တယ်ယေဘရဟိဖြစ်ပြီးဆိုတာနဲ့တင်သိရမယ့်အရာကကိုရစ်ပူဇော်ခြင်းလို့ရှောက်ပူဇော်လို့မရအောင်ပူဇော်ခိုင်းတဲ့အတိုင်းပူဇော်ရတယ်အာယုံရဲ့သားနဲ့ဟာပူဇော်ခြင်းတဲ့အတိုင်းပူဇော်တယ်ခြားနာသောမီးနဲ့ပူဇော်တယ်ဘာဖြစ်လဲသေတယ်ဒါပေမဲ့ပြည့်ညတ်တရားကာလကိုကျွန်တော်အဓိကပြောတာမို့ဂျေဇုတော်ကာလမှာလည်းပဲတင်ဒီဂျေဇုတော်ကြောင့်ယေဘရဟိအမျိုးဖြစ်ရတဲ့အခွင့်ကိုရသွားပြီဘသူကြောင့်ရလဲယေရှုအပြင်အော်ဆရာကြီးနော်ယေဘရဟိအမျိုးပြောင်းသွားတာမြင်လားမသိဘူးယေဘရဟိအမျိုးကဘယ်ကနေလာလဲလေဝိကနေလာတာဒါပေမဲ့ယေရှုကြတော့ယူဒအနွယ်လေအမျိုးပြောင်းသွားတာနောက်ယေရှုအပြင်တို့ကဘုရားသခင်ရှေ့မှာမတ်တက်ရတဲ့အခွင့်ကိုရသွားပြီယေဘရဟိဖြစ်တယ်ယေဘရဟိကိုအဝတ်ကိုမဝတ်ဘူးဆိုရင်ရှစ်ပူဇော်ခွင့်မရှိဘူးဒီနေ့ကျွန်တော်တို့ဘုရားရစ်ပူဇော်အခွင့်ကိုပေးတယ်ကျွန်တော်ကြည့်ရတနာချင်းကိူနာကို၎င်းတော်လျော်သောမဆာချင်းဂျေဇုကို၎င်းခံရမည်အကြောင်းရဲရင်သောစိတ်နဲ့လိုက်ဆိုရအောင်ရဲရင်သောစိတ်နဲ့ဘယ်ပလင်လဲဂျေဇုတော်ပလင်တော်တို့ဘာဖြစ်လဲတိုးဝင်ချင်းကကြကုန်အားဆိုတော့ကျွန်တော်တို့ကဂျေဇုတော်တတ်ကြောင့်ဂျေဇုပလင်တော်မှာတိုးဝင်ခွင့်ရပြီဟာလေလုယာဒီ level ကျွန်တော်သွားနေဖြစ်တယ်မကြခင်တို့သဘောပေါက်လာလိမ့်မယ်ယေဘရဟိဖြစ်ခွင့်ရတယ်ဘာယေဘရဟိလဲမင်းစည်းစိမ်ရှိတဲ့ယေဘရဟိအမျိုးဖြစ်ခွင့်ရတယ်အဲ့ဒီယေဘရဟိကဘုရားရှင်အလေဟလာပလင်တော်တို့တိုးဝင်ခွင့်ရတယ်ဟိုတော့က most holy placeဆိုတဲ့အလွန်သန့်ရှင်းရာဌာနထဲကိုတိုးဝင်ဖို့ရန်တော့ဒီမှားယွင်းခြင်းတစ်ခုဖြစ်တယ်ဆိုရင်လဲကျသေးတယ်အမေဒီနေ့ဒါကိုကြောက်စရာမလိုတော့ဘူးတို့ကယေရှုခရစ်တော်ရဲ့ဖြောင့်မတ်သောဝတ်လုံကိုယေရှုအပြင်ရသွားတဲ့နေ့ရက်နဲ့စပြီးတော့မှဂျေဇုတော်ကြောင့်ဂျေဇုပလင်တော်တို့ဝင်ရတဲ့ခွင့်ရသွားပြီအာမင်တစ်ပေအခန်းကြီး2အငယ်9မှာတွေ့ရင်အတူတူဖတ်ရအောင်အသက်ကြောက်များကဲ့သို့အစင်စင်အထက်ထတိဆောက်လျက်ရှိသဖြင့်ဓမ္မတိုက်ဖြစ်ကြ၏ယေရှုခရစ်အားဖြင့်ဖယားသခင်နှစ်သက်တော်မူရာဓမ္မရစ်ကိုပူဇော်ရသော
但信到耶布罗黑苗来撇在，阿门。这个培养个民事的事的耶布罗黑咯，这个本来比所言，但这样嘛，这嘛大温事的说来，这嘛没有，如果大温没事，大温没事有，讲的路为东西呢，大温没事了，就大温没事了，就那多阿路为看有的，然后就大温有的，大温没事就大温有的呀。大卫没事的不话了，就那么呢，叫大卫有的。说大卫没事，但我们事的，大卫事的叫大卫事的。但叫白路，点白路嘛，你多少叫没事，哎，你阿路嘛点大卫事的叫点大卫事的。哎嘛，我都睇你的路嘛好的都叫接着千万来。阿门。白路，阿路嘛点大卫事，哎大卫点把他特别西边来点把哎那边是点大卫点高手路你钱啊，点多特别信你的。阿门。พยากาติโอยิบรอฮีมิโอโลပြောလိုက်ရင်ยิบรอฮีမှာလောက်ရမယ်တာဝန်ရှိတယ်အခုဟိုတုန်းကတော့ยิบအကောင်တွေကိုတတ်ပြီးတော့ပူဇော်ရတဲ့ကာလဓမ္မဟောင်းကာလဓမ္မသစ်ကာလကြတော့အကောင်တွေတတ်ရတဲ့ကိစ္စမဟုတ်တော့ဘူးဒီမှာလာပြီးမှတ်ထားကြီးကိုမောင်မတော်ဖယားသခင်ကျွန်တော်လိုက်ဆိုပေးအောင်ဖယားသခင်နှစ်သက်တော်မူရာဓမ္မရစ်Very good. That's what I'm talking about. ဒီအကြောင်းကျွန်တော်ပြောချင်တာဖြစ်တယ်ဓမ္မရစ် Yeah. ဓမ္မရစ်ကိုပူဇော်ရသောတန်ရှင်းသောယေဘရဟိမျိုးလည်းဖြစ်တယ်အင်္ဂလိပ်လိုဆိုတော့ spiritual sacrifice spiritualဘာမှလို့ဆိုတော့ဓမ္မရစ်ကိုပူဇော်ရတဲ့တန်ရှင်းတဲ့ယေဘရဟိမျိုးဖြစ်တယ် Wow လူတော်များငါမင်းစည်းစိမ်ရှိတဲ့ယေဘရဟိမင်းစည်းစိမ်ရှိတဲ့ယေဘရဟိဒါပဲပြောတယ်မင်းစည်းစိမ်ရှိတဲ့ယေဘရဟိပြောပြီးတော့မှမင်းစည်းစိမ်မရှိတဲ့အဖွဲ့တွေအများကြီးဖြစ်နေတယ်ဘာကြောင့်လဲဆိုတော့ तू ပူဇော်မဲ့ရစ်ကို तू မပူဇော်ဘူးတို့ဒီကာလဒီအချိန်ဒီကာလမှာပူဇော်မဲ့ယေဘရဟိမျိုးတွေပူဇော်မဲ့ရစ်ကဓမ္မရစ်ဝိပ္ပယကြံခန်းကြီး၄ထဲမှာဆိုရင်အပြစ်ဖြေရရစ်ပဲများတယ်ဒါပေမဲ့အင်္ဂလိပ်မှာကြတော့၅ခုရှိတယ် sin offering နဲ့လှုပ်တဲ့အပြစ်တွေပေါ့လှုပ်တဲ့အပြစ်ကိုဖြေတာဒါပေမဲ့နောက်တစ်ခုကြတော့ trespass offering နဲ့သူကမတော်တဆလှုပ်လိုက်တဲ့အပြစ်အတွက်အပြစ်ပြန်ဖြေရတာအဲ့ဒီ trespass offering မှာဘာတွေ့ရလဲဆိုတော့တဲ့အဲ့ဒီလိုမျိုးလူတွေအတွက်မတော်တဆအမတ်တမဲ့မရည်ရွယ်ဘဲနဲ့လှုပ်လိုက်တဲ့အပြစ်ကိုဖြေတဲ့ဟာ trespass offering အဲ့ဒီအတွက်မတော်တဆလူတယောက်သတ်မိတယ်ဆိုရင်တဲ့ဖခင်ကမိခိုရာမြို့6မြို့ကိုပြင်ဆင်ထားတယ်တဲ့မိခိုရာမြို့6မြို့မှာတွားပြီးတော့မှအဲ့ဒီလူကမတော်တဆတတ်လိုက်ပြီးတော့မှအဲ့ဒီမြို့တွားပြီးတော့ခိုးရင်သူ့ကိုတွားပြီးတော့ဘယ်သူမှတတ်ပိုင်ခွင့်မရှိတော့အဲ့ဒီထပ်ပို့ပြီးတော့မှလင်းတဲ့အရာတခုကျွန်တော်ထပ်တွေ့တယ်လေးလာတဲ့အခါမှာဘာထပ်တွေ့လဲဆိုတော့အဲ့ဒီ6မြို့မှာတဲ့ဘာပြန်ရှိလဲဆိုတော့အဲ့ဒီ6မြို့ကိုတစ်မြို့စီတိုင်းမှာတာဝန်ကျတဲ့ယေဘရဟိတွေရှိတယ်တဲ့ဒါပေမဲ့အဲ့ဒီလူဟာတဲ့လူတယောက်ကိုမတော်ဆတတ်လိုက်မိတယ်ပေါ့ကွာအပြစ်ဖြစ်သွားပြီသူမသိချင်းပါလဲမိခိုကမြို့ပြေးရတယ်မိခိုကမြို့မှာသွားပြီးတော့နေရတယ်မိခိုကမြို့မှာသွားပြီးတော့နေနေတာတဲ့ဘယ်ချိန်ဆို तू ကအပြစ်လွတ်ပြီးတော့ပြန်ခွင့်ရှိလဲဆိုရင်တဲ့တလုံးအမှနေရတာမဟုတ်ဘူးအဲ့ဒီယေဘရဟိမင်းသိရင် come on အဲ့ဒီမြို့မှာရှိတဲ့ယေဘရဟိသိရင် तू ကခွင့်လုံးကျွတ်လွတ်တယ် तू အပြစ်ကနေ free ပြန်ထွက်လာခွင့်ရတယ်ဒီယေဘရဟိသိတာနဲ့ तू လွတ်မြောက်တာနဲ့ဘာဆိုင်လို့လဲယေရှုပုံဆောင်နေတယ်trespass offerings ရှိတယ်burn offerings ရှိတယ်အလားပြီးတော့မှ peace offerings ရှိတယ်ပြီးတော့မှဗာလဲဆရာ grain offerings ရှိတယ် grain offerings ရှိတယ်
the grain offering, the burnt offering, the peace offering, doga, the doga ada voluntarily, the doga, Jesus or Chimwan and ne look by Krishi me. The sin offering ne, trespass offering garo tua, the gego, malomani ya low yade, Jibuzo Chimpede. The man also account, Dingaku longo, a con look dopida, Yeshu crit of Yenide. Hallelujah, like who did be our Yeshu crit and Namaro. Alongo Jibu Sochi a Congo busy on look like my Yeshua Bible. It is finished. Now made to a conga low song, baby to Abi look your payashit. Yakinamabo Jiba say. Rashid and you go on my Yeshua pinch on Odoa. A seat damashiba when you had a Piakin piece and be like. Hallelujah. How be we are a queen yabe met in Noga. We yabi, tin loa me loga bale, Jipuzwame. He brought a loa bale, Jipuzwame. So, Tinga Paya paid a county de my bashiles or Tia Macy's and she de Jibrohe. General Paya made a camera. We chin a baja amudo sounding my jashonile. But some amudos on the Toto Miachanoga Akua, Kuni Beni at a banshee. We chin a miai. So Baja Pidale, John made a come up, Piano, Dapun Piana come here. Dapun Piana. Damaji go Puzwam and Atara. Mrs. and she the Jipro Halo through Pioin. Through a lower metal, what the Maji go through Puzwam. The Maji so bale, the Maji Canalesia Twajin, okay, very good. The Maji go Puzo Yado, Tashindo Jipro Mupide. And I pay a net that Domuya Jede. So hobby Kuro Damayi Sodaga Bale. And let you know Pia can tap up Hobia, Chelituachia. He be a kanji Sato and a sang out wire. Tujangaro the Piaki Jesu go won't can lay, Yoya won't can lay. Bao won't can like a Jesus go won't can no can atidi who come on, Bale, no can atidi who the Bale, Chimwan Chin Yiko, the King Yeshu Christ up here, Payaki Shirone, below Buzo Kanale, a same Buzo Kana, come on, Jomajaya Bale, a same Buzo Kana, Amen, hallelujah. It ain't my shit and Yiko Monmade, dear Ayago, when you know Quimpia Chin up here, a same Chimwan and do the people say. A same Chimwan Night, a same Buzo Night Chinga. They are Mingalarian and Minglago Piampisi, the Champion Pilalime. Hallelujah. General Loa Amakaide, Daga Revelation, Janogo, Malakima, Pia Pede Hapide. Tidakuro, Baloyam, General Aku Puede, Romia Tuarakama, Janonine, Piota time Piora Mobene, Pumpia Ayau Piora, Tupi Mama Lumuta, Englady Chama Jaro, Engladiga, Sayam Pade Puede, Shapiolo Mayabia Mukamia. Through Ayan Chide, Pia Ayan Tauda de Drosari, Ayan Pade. So Koro, Tudolo Legend of Sama Pana and Goro. I met Turu Atatama Matidaga. Revelation through Matio. I revelation at our Phobia Beba. Revelation at Wadakama, Jesus Rojono, Lupu de Jaremat, Aku Satim, no Aton Kain La Yade to Pilabare, Jesus Rojo. So Dinema le Pia Popia de Dimensionoga Piore. Di Ayaga, the Mayago Puzo, the Mayaga Bale Sure Akamare, no ka ati di hudo Chimochin yet. The Mayaga Balemia. They opaya Amyai Bamalo Kambu Chimochin Yepe Puzo Kainera. Hallelujah. The Mayas of Bale Chimochin Yet Eddie Niama. No can't do this, the chance so like the young Mela. Mahoba Nigo Monmar. Era Greek lo doyen. No can't do the Chimwachi Jiko, Greek lo doadakama. Homolegio atantwada. HOMOLOGEO. Do ye atantwagaro, Homo legio lo atantwada. No can atidi do Chimwachi yet.
Eri homologio ဆိုတဲ့စကားလုံးကိုလေ့လာတဲ့အခါမှာ to confess and declare. Amen. To confess and declare. So ဘာကိုကျွန်တော်တို့ကဝန်ခံရမှာလဲကိုယ့်ရဲ့ဖြစ်ခြင်းတွေဝန်ခံခိုင်းတာမဟုတ်ဘဲနဲ့ယေရှုခရစ်တော်အပြင်ကိုယ့်ရဲ့ဖြစ်ခြင်းအမှန်ကိုဝန်ခံခိုင်းတာဖြစ်တယ်လက်ရှိဖြစ်တဲ့အခြေအနေအစဉ်ပြေရှင်မပြေလိမ့်မယ်လက်ရှိဖြစ်တဲ့အခြေအနေကကောင်းချင်မှကောင်းလိမ့်မယ်ဒါမဲ့သင်ယေရှုခရစ်တော်အပြင်ငါသည်မင်းစည်းစိမ်ရှိတဲ့ယေဘရဟိဖြစ်တယ်ယေရှုခရစ်တော်အပြင်ငါသည်ထိုက်တန်တော်သူဖြစ်တယ်ဥမာဆိုပါစို့တင်ငွေရေးကြေးနဲ့ဆိုင်တဲ့နေရာမှာနည်းနည်းလေးအဆင်မပြေမှုရှုံတွေ့နေတယ်ဒါပေမဲ့တင် homologio ဆိုတဲ့အဓိပ္ပာယ်ကဘာလဲဆိုတော့မင်းအဲ့ဒီအရာကိုမမြင်မတွေ့မချင်းထက်ခါဝန်ခံတတ်တော်သူဖြစ်ရမယ်လေအာမင် homologio ဆိုတာဘာလဲတင်ရတတ်တာထဲမှာ to confess until you see it you have to confess it and you have to declare it ချီးမွမ်းခြင်းရစ်ကိုပူဇော်ရတယ်အဲ့ဒီချီးမွမ်းခြင်းရစ်ကဘာလို့ပြောလာတဲ့ခါမှာတင်းရဲ့အစဉ်ပြေခြင်းမပြေခြင်းမဟုတ်ဘဲနဲ့ဖယားသခင်ရဲ့နှုတ်ကပတ်တော်ကိုတင်ရဝန်ခံရတဲ့သူဖြစ်နေတာအဲ့ဒါခံစားချက်နဲ့မဆိုင်တော့ come on ချီးမွမ်းခြင်းရစ်လို့ပြောလိုက်ခံစားချက်နဲ့မဆိုင်တော့ဘူးခံစားချက်တွေရှောက်ပြောခိုင်းတာမဟုတ်ဘူးဖယားစကားကိုတင်ဝန်ခံခိုင်းတော့တာဖယားကဒါဆိုယေဘရဟိအလောက်ကပါလေရစ်ပူဇော်ရတယ်ဖယားသခင်ဒီဓမ္မသစ်မှာတောင်းတဲ့ရစ်ကဘာရစ်လဲဓမ္မရစ်ပြောချင်ပါရဲ့ဒါဆိုဓမ္မရစ်ကဘာလဲလို့ကြည့်တဲ့အခါမှာဖယားဖော်ပြတဲ့ထပ်ပြီးတော့မှအဲ့ဒါကနှုတ်ခမ်းအတီးတီးဟူတော့ပါလေချီးမွမ်းခြင်းရစ်ဝန်ခံခြင်းမှန်တဲ့ပုံမှာတင်အယံမင်္ဂလာရှိတယ်မောရှေကြောက်ကိုဒုံးနဲ့ရိုက်တဲ့အခါမှာရေထွက်တယ်ပထမအနေနဲ့ဘာပုံဆောင်လဲကြောက်ကိုဒုံးနဲ့ရိုက်တဲ့အခါမှာရေထွက်လာတယ်ဘာပုံဆောင်လဲယေရှုခရစ်တော်လက်ဝါးကတ်တိုင်ပေါ်မှာကျွန်တော်တို့အသေးခံတယ်ရေထွက်လာတယ်ထာဝရအသက် hallelujah တို့တောက်သုံးခွင့်ရတယ် amen very good သွေးပဲထွက်တာမဟုတ်သွေးနဲ့ရေထွက်တယ်အသွေးတွန်းခြင်းအဖြစ်အပြစ်လွတ်ခြင်းကျေးဇူးရသွားတယ်ကြောက်ကိုတုံးနဲ့ရိုက်တယ်ရေထွက်လာတဲ့ခါမှာရေတောက်ရတဲ့ကဲ့သို့ယေရှုခရစ်တော်အပြင်ငါပေးသောရေသည်ထိုသူနဲ့ထာဝရအသက်ရှင်ခြင်းလုံငါထွက်တော်စိုင်းရဖြစ်လိမ့်မယ်ရေတောက်တဲ့ခွင့်ကိုဖျားခင်ပြင်ဆင်ပေးတယ်ဒါပေမဲ့ဒုတိယကြိမ်ကြောက်ကိုမရိုက်ခိုင်းတော့ဘာလို့လဲယေရှုဒုတိယကြိမ်အသေးခံစားကြောင်းမရှိလို့ come on ဒါပေမဲ့အဲ့ဒီကြောက်ကိုစကားပြောတဲ့အပေါ်မှာ come on အဲ့ဒီကြောက်ကိုစကားပြောတာနဲ့အဲ့ကြောက်တွေကရေထွက်တဲ့အခွင့်ကိုဘုရားပြင်ဆင်ပေးတယ်ဒီနေ့သင်ကိုဘုရားခင်အဲ့ဒီကြောက်တည်သောခရစ်တော်ထဲကနေမင်္ဂလာတွေအားလုံးကိုစီးထွက်ပိုင်ခွင့်ဘုရားကပေးထားပြီးသားဘာအဖြစ်လဲဆိုတော့သင်ရဲ့နှုတ်ခမ်းတည်ဟူသောချီးမွမ်းခြင်းရစ်အဖြစ်သင်ရဲ့ထက်တာတက်တာထဲမှာ whatever you need my God shall supply all your needs according to his riches and glory through Christ Jesus amen အလောကနာမတထားအောင်ညီကောင်မောင်မ